ကိုတနေ့တော့အပြင်မတွားလိုက်ရပါဘူး sorry ပါဘူးလို့ရေအဲ့ဒါတခါပဲနော် so give me ပြပါတခါပဲကိုတနေ့တော့ငါဟိုလေးစပယ်လေးထားပြီးတော့ကလေးတက်ထားလဲအဲ့ဒါလေဖားလဲအဲ့လိုကလေးတက်ထားလဲဟာအဲ့တော့မတွားလိုက်ရပါအဖိုးရေညောင်ချက်ဖြစ်သွားလို့ဘာမဟုတ်နော်နောက်ချက်ဝယ်တော့ပြောစကားပြောလေဖြတ်ပြောအဲ့တော့ sorry ပါလို့အဲ့တော့အပြင်မတွားလိုက်ရပါဘူးကဲလက်ချက်တားကြည့်လက်ချက်ပါအောင်ချစ်တယ်မတတ်ပြကြရင်ခင်းဆောက်ပြမယ်ဘယ်လိုဆောက်မလဲမသိသူများလေဆိုတရားကျွမ်းလာလေအဲ့တော့ခင်းပါခင်းဘယ်လိုလုပ်မလဲဖုန်းတစ်လုံးနဲ့အမှထောင်ပြီးတော့ပြမှာလားမသိခွဲကြသွားပြီလို့တော့မသိအဲ့လက်ကလေးပါလို့တော့အောင်